ဒီဇလန်လေးကတော့ဘင်းနဲ့မီတာစုနေထိုင်ရာစီကာပြီးရှုပ်ထွေးလာတဲ့လောင်ဘွန်းအင်ဂီဟာလေးမှာစတင်ထားပါတဲ့ဖခင်ဖြစ်သူမစ္စတာဘန်နက်ကတော့တည်ငြိမ်ပြီးဟာတငယ်ရှိသူဖြစ်ပေမဲ့မိခင်ဖြစ်သူမစ္စစ်ဘန်နက်ကတော့စိုးရိမ်စိတ်တွေများပြီးတားသမီး9ယောက်စလုံးကိုချမ်းသာတဲ့သူတွေနဲ့အိမ်ထောင်ချပေးဖို့ပဲစိတ်ဆွဲလန်းနေသူပါဘာလို့ဒီလောက်အသေးတန်ဖြစ်နေရတာလဲဆိုတော့အဲ့ဒီခေတ်ကဥပဒေအရသူတို့အိမ်နဲ့ပိုင်ဆိုင်မှုတွေကိုအမျိုးသားအမွေဆက်ခံသူပဲရမှာဖြစ်လို့သူတို့ကွယ်လွန်ရင်ဒီအိမ်ဟာမောက်မာတဲ့ဝမ်းကွဲအကိုခေါ်လင်လက်ထဲရောက်တော့မှာဖြစ်ပြီးသမီးတွေဟာလမ်းဘေးရောက်သွားနိုင်လို့ပါပဲဒီလိုနဲ့တနေ့မှာချမ်းသာတဲ့လူပြိုကြီး Charles ဆိုသူအနီးနားနေထိုင်ရာကိုပြောင်းလာတယ်ဆိုတဲ့သတင်းကြောင့်တမျိုးလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲနောက်တစ်ရက်မှာကပွဲတစ်ခုကျင်းပဖို့ရှိနေပြီးအဲ့ပွဲကို Charles လည်းတက်ရောက်မှာဖြစ်တာကြောင့်ဘင်းနဲ့ညီအမတတိုက်လည်းအရင်စိတ်လှုပ်ရှားနေကြပါပြီနောက်ရက်ကပွဲမှာတော့ပရိသတ်အကုန်လုံးတေးဂီတတန်တွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ကခုန်ကြပါတယ်မကြာခင်မှာပဲ Charles နဲ့အတူသူ့အမ Caroline နဲ့ Mr. Darcy ဆိုသူတို့ရောက်လာကြပါတယ် Darcy ကတော့ Charles ရဲ့အရင်ချစ်ရတဲ့တငယ်ချင်းမှာအဲ့ပွဲမှာပဲ Charles ဟာဘင်းနဲ့မီတာစုကတမီးအကြီးဆုံး Jane ကိုမြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့တယ်လို့တမျိုးလုံးကလည်း Charles ရဲ့ဖိုရမှုကိုတဘောကျသွားကြပါတယ်ဒါပေမဲ့ Darcy ကတော့ဆန့်ကျင်ဘက်ပါပဲ Darcy ဟာချမ်းသာပေမဲ့လူတကာကိုအထင်သေးပြီးမောက်မာလွန်းသူပါသူကဘင်းနဲ့မီတာစုရဲ့ဒုတိယတမီး Alice Beck နဲ့ကဖို့ကိုငင်းဆန်လိုက်တဲ့အပြင်သူမကိုကြည့်ပျော်ရုံလေးပါပဲငါ့ကိုဆွဲဆောင်နိုင်လောက်တဲ့အထိမလှပါဘူးလို့သူ့တငယ်ချင်း Charles ကိုပြောနေတာကို Alice Beck ကကြားတော့ပါတည်းရဲ့အဲ့ဒီမှာတင်စကားပြောပွင့်လင်းပြီးအရေးချင်းရှိတဲ့ Alice Beck ဟာ Darcy ကိုအမြင်ကတ်သွားပြီးတက်လုံးမုန်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်နောက်တစ်နေ့မနေ့မှာတော့ဘင်းနဲ့မီတာစုဟာမနက်စာစားတောက်နေကြရင်စကားလက်ဆုံနေကြပြီးအဲ့ချိန်မှာပဲစာတစောင်ရောက်လာခဲ့ပါတယ် Charles ရဲ့အမ Caroline ဟာ Jane ကိုသူနဲ့အတူညစာလာစားဖို့လမ်းဖိတ်တာပဲဖြစ်ပါတယ်မိခင်ဖြစ်သူ Mrs. Bennet က Jane ကို Charles ရဲ့အိမ်မှာရက်အနေငင်နေလို့ရပြီးပိုနီးဆက်စေဖို့အကြံနဲ့မိုးရွာထဲမှာမြင်းစီးပြီးလှုပ်လိုက်တာကြောင့် Jane လည်းမိုးမိကာဖျားသွားပြီးအဲ့ဒီမှာတောင်တင်သွားပါတော့တယ်နောက်ရက်မှာတော့ Alice Beck လည်းသူ့အမကိုပြုစုဖို့ Charles တို့တေးခေါ်ရာကိုခြေချင်းလျှောက်သွားခဲ့ပါတယ်အဲ့ဒီမှာ Darcy ဟာ Alice Beck ရဲ့ဆူးရှာတဲ့မျက်ဝန်းတွေနဲ့တူမရဲ့ထက်မြက်တဲ့ဟာတငင်တွေကိုမတိမတာသဘောကျလာမိပါတယ်နောက်တစ်ရက်မှာတော့ Mrs. Bennet နဲ့အတူတမီးအငယ်နှစ်ယောက်ဟာမြို့ထဲကိုရွှေ့ပြောင်းလာကြတဲ့စစ်ဗိုလ်အရာရှိတန်းကြီးကိုတွားကြည့်ကြပါတယ် Mrs. Bennet ကတော့ထုံးစံအတိုင်းဒီအရာရှိတွေကိုသူ့တမီးတွေအတွက်အလားအလာရှိတဲ့တိုးတားလောင်းတွေအဖြစ်မြင်နာကြောင်းစိတ်လှုပ်ရှားဝမ်းတာနေပါသေးတယ်ဒီလိုနဲ့ပြန်တက်တာလာတဲ့ Jane လည်းသူ့ကိုလာခေါ်တဲ့အမေနဲ့ညီမတွေနဲ့အတူအိမ်ကိုပြန်လိုက်လာခဲ့ပါတယ်အဲ့ဒီညနေခင်းမှာပဲဝမ်းကွဲအကို Colin ကရောက်လာပြီးဥပဒေအရာဘင်းနဲ့မီတာစုအိမ်ကိုအပိုင်ရမယ်တူပြီးတမီးတယောက်ကိုသူနဲ့လက်ဆက်ပေးဖို့ကမ်းလှမ်းပါတယ် Colin က Jane ကိုလက်ထပ်ဖို့မျက်စိကျနေပေမဲ့ Jane မှာတက်ဆိုင်သူရှိနေပြီဆိုတော့ Alice Beck ကိုချက်ချင်းပဲပြစ်မှတ်ထားလိုက်ပါတယ်နောက်တစ်ရက်မှာတော့ Bennet ညီမတွေမြို့ထဲကိုဈေးဝယ်ထွက်ကြရင် Wickham ဆိုတဲ့ချိုးမောတဲ့စစ်ဗိုလ်လေးတယောက်နဲ့ဆုံခဲ့ကြပါတယ် Wickham လည်းသူတို့နဲ့အတူလိုက်လာခဲ့ပြီးစမ်းချောင်းတစ်ခုအနားမှာမြင်းစီထွက်လာတဲ့ Darcy တို့တငယ်ချင်းနှစ်ယောက်နဲ့မတော်တဆတွေ့ဆုံခဲ့ပါတယ် Wickham ကိုလမ်းမြင်လိုက်တဲ့ Darcy ကတော့ချက်ချင်းပဲမြင်းကိုဆွဲလှည့်ပြီးလာရလန်းအတိုင်းပြန်လှည့်သွားခဲ့ပါတယ်ခဏအကြာမှာတော့တစ်ပင်ကြီးတစ်ခုအောက်မှာ Alice Beck နဲ့ Wickham တို့စကားတီးတန့်ပြောနေကြတာကိုလိုက်ပြထားပါတယ် Alice Beck က Wickham ကို Darcy နဲ့တိနေတာလားလို့မေးလိုက်တဲ့အခါမှာတော့ Wickham ကအကြောင်းအစုံလင်ကိုပြောပြခဲ့ပါတယ် Wickham နဲ့ Darcy တို့ဟာငငယ်လေးကလေးကတိလာကြတာဖြစ်ပြီး Darcy ရဲ့အဖေဖြစ်သူက Wickham ကိုတားအရင်တယောက်လိုချစ်ခင်ခဲ့ပြီးသူတိတ်ဆုံးသွားတဲ့အခါမှာလဲ Wickham အတွက်အိမ်တော်ရဲ့ဖုံးတော်ကြီးယာထုနဲ့အတူငွေကြေးအမြောက်များကိုအမွေအဖြစ်ပေးခဲ့ပါတယ်ဒါပေမဲ့ Darcy ကတော့အဖေရဲ့ဆန္ဒကိုဂရုမစိုက်ပဲအဲ့ယာထုကိုအခြားသူတယောက်စီပေးပစ်လိုက်ပြီးအကြောင်းရင်းကတော့အဖေဖြစ်သူက Wickham ကိုပိုချစ်ခဲ့လို့ Darcy ကမနာလိုနေခဲ့တာပါ Alice Beck ဟာဒီဇက်လန်ကိုကြားပြီးနောက်မှာတော့ Wickham ကိုအရင်တနာသွားပြီး Darcy ကိုပို့ပြီးတော့မုန်းသွားပါတော့တယ်နောက်တစ်နေ့မနေ့မှာတော့ Colin က Alice Beck ကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်ဒါပေမဲ့ Alice Beck ကတော့နှစ်ခါတော့စဉ်းစားမနေပဲခက်ပြက်ပဲငင်းလိုက်ပါတယ်မိခင်ဖြစ်သူက Alice Beck ရဲ့ဆုံးဖြတ်ချက်ကြောင့်စိတ်ဆိုးမှန်ဆိုးဖြစ်သွားပြီးဖခင်ဖြစ်သူကိုဖြောင်းဖျခိုင်းပါတယ်ဖခင်ဖြစ်သူကတော့တမီးတာသူ့ကိုလက်ထပ်မယ်ဆိုရင်တမီးရဲ့မျက်နှာကိုတက်လုံးအဖေရှိမှလာမပြနဲ့ဆိုပြီးတမီးဘက်ကရက်တီပေးခဲ့ပါတယ်ရုတ်တရက်ဆိုသလို Charles တို့တတိုင်းလန်ဒန်ကိုပြန်သွားကြပြီလို့ရေးထားတဲ့စာတစ်စောင်ရောက်လာခဲ့ပြီး Jane လည်းအတဲကွဲကကြံခဲ့ရပါတယ်စာထဲမှာ Charles ဟာလန်ဒန်မှာရှိတဲ့ Darcy ရဲ့ညီမ Georgiana နဲ့လက်ထပ်ဖို့အလားအလာရှိကြောင်းတွေ့ဝက်ရေးထားတာပါ Jane ကိုစိတ်ပြေလက်ပြဖြစ်အောင်ဦးလေးနဲ့အတော်ဖြစ်သူတွေရှိရာလန်ဒန်ကိုတွားစေခဲ့ပြီးရွေချက်ကတော့ Charles နဲ့တမျိုးတည်းရှိနေရင်တနေ့နေ့မှာမတော်တဆများဆုံးမလား Charles ပဲလာလင်မလားဆိုတဲ့မျိုးလင့်ချက်လေးရှိနေလို့ပါနောက်တစ်နေ့မနေ့မှာတော့ဒန်စီနေတဲ့ Alice Beck စီကိုသူ့ရဲ့အရင်ဆုံးတငယ်ချင်း Charlotte ရောက်လာခဲ့ပါတယ် Charlotte ဟာအသက်29နှစ်ရှိပြီဖြစ်ပြီးအရွယ်မလွန်ခင်မှာလက်ထပ်တော့မှာဖြစ်ကြောင်းလာပြောပြတာဖြစ်ပြီးသူလက်ထက်မှာအခြားသူမဟုတ်ပဲ Alice Beck ငင်းလိုက်တဲ့ Colin ကိုပါပဲဒီဆုံးဖြတ်ချက်ကအချစ်ကိုအခြေခံတာမဟုတ်ပဲဘဝလုံးချုံရင်းနဲ့လူမှုစီးပွားဘဝအာမခံချက်အတွက်တာဖြစ်ပါတယ်လအနေငယ်အကြာမှာတော့ Alice Beck ဟာ Charlotte တို့ဇနီးမောင်နှံစီကိုတွားရောက်လေပတ်ခဲ့ပါတယ်အဲနောက်မှာတော့ Charlotte တို့အိမ်တီရှိရဲ့အိမ်တော်ဝင်းရဲ့ပိုင်ရှင် Lady Catherine ဆိုသူရဲ့စံအိမ်ကိုဖိတ်ကြားခံရတာကြောင့်သူတို့တုံးဦးအဲ့ကိုတွားကြရင်
မမျောလင့်ပဲတကယ်ချင်းတယောက်နဲ့အတူလာတဲ့ဒါစီနဲ့ပြန်ဆုံပါတယ်တကယ်တော့ဒါစီက Lady Catherine ရဲ့သူဖြစ်နေတာပါအဲ့ဒီညစာစားဝိုင်းမှာဒါစီနဲ့စကားအနေငယ်ပြောဖြစ်ကြပြီးလန်ဒန်မှာဂျိန်းရောက်နေတာကိုပြောပြလိုက်ပါတယ် Lady Catherine ကတော့ Elizabeth ရဲ့မိသားစုနောက်ခံနဲ့ကြီးပြင်းလာပုံတွေနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပြီးဝေဖန်စွတ်ဖက်ပါတယ် Elizabeth ကတော့ Lady Catherine ရဲ့အဆင့်အတန်းတွေပါတွေဂူးမဆိုင်ပဲတည်ငြိမ်ပြီးပွင့်လင်းပြတ်သားစွာပဲပြန်တုံ့ပြန်ခဲ့ပါတယ်နောက်တစ်ရက်မှာတော့ Elizabeth ဟာဒါစီရဲ့တငယ်ချင်းခရူနယ်နဲ့စကားလက်ဆောင်ကြခဲ့ပြီးခရူနယ်ကဒါစီဟာသူ့တငယ်ချင်းတွေအပေါ်ကောင်းကျိုးအရန်လိုလားကြောင်းချီးမွမ်းခန့်ဖွင့်ပါတယ်တလို့ကလေးတင်ဒါစီဟာသူ့တငယ်ချင်းတယောက်ကိုတစ်ဖက်မိန်းမရဲ့မိသားစုအနေထားကြောင့်ရဲ့အဲ့မိန်းကလေးကသူ့တငယ်ချင်းကိုတကယ်ချစ်လားမသိချတာရဲ့ကြောင့်ဒါစီဟာသူတို့နှစ်ယောက်လက်ထက်မှာကိုရောင်းဝင်သားစီပေးခဲ့ကြောင်းပြောပြခဲ့ပါတယ် Elizabeth လည်းအဲ့ကြမှာ Jane နဲ့ Charles တို့ကိုခွဲပြေးလိုက်တာဟာဒါစီဆိုတာတိတွားကမိုးတွေတေးထန်စွာရာသွန်းနေတဲ့အပြင်ဘက်ကိုပြေးထွက်လာခဲ့ပါတော့တယ်အဲ့နောက်မှာတော့ Elizabeth ရှိနေတဲ့ CEO ဒါစီလိုက်လာပြီး Elizabeth ကိုမမျောလင့်ပဲချစ်ခွင့်ပန်ပါတယ်ဒါပေမဲ့သူ့ရဲ့ချစ်ခွင့်ပန်စကမင်းတို့မိသားစုဟာအဆင့်တန်းနေပေမဲ့ငါမင်းကိုအရန်ချစ်မိလို့ပါလို့ဆိုတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် Elizabeth ဘက်ကသူ့ကိုဆိုကားတယ်လို့ခန်းစားသွားရပါတယ်ဒါအပြင် Wickham ရဲ့အမွေတွေကိုမတရားလူယူခဲ့တဲ့လူဖြစ်ပြီးသူ့အမရဲ့ပျော်ရွှင်မှုကိုပါဖျက်ဆီးခဲ့တဲ့လူဖြစ်နေတာကြောင့်ဒီကမ္ဘာလုံးမှာရှင်တယောက်ပဲကြံခဲ့ရင်တောင်ရှင်ကိုလက်မထပ်နိုင်ဘူးလို့ပြက်ပြက်တက်တာပြောဆိုလိုက်ပါတော့တယ်နောက်ရက်မှာတော့ဒါစီကစာတစ်စောင်လာပေးခဲ့ပါတယ်အဲ့ဒီစာထဲမှာ Wickham မှာတကယ်လူလိမ်ဖြစ်ကြောင်းနဲ့သူရမဲ့ပတ်စံတွေကိုဒါစီကပေးခဲ့ပေမဲ့ရက်တစ်ပတ်အနည်းငယ်အတွင်းမှာပဲလောင်းစားလုပ်ပစ်လိုက်ကကုံသွားတဲ့အခါမှာတော့ဒါစီရဲ့15နှစ်အရွယ်ညီမလေးဂျိုဂျီယာနာကိုတော့ပတ်စံမက်လို့ခိုးပြေးဖို့စ조사ခဲ့သူဆိုတာအမှန်တရားကိုဖွင့်ချလိုက်ပါတယ်နောက်ပြီးဂျိန်းတို့ကိစ္စကလည်းသူမကောင်းတဲ့စိတ်နဲ့လှုပ်တာမဟုတ်ပဲဘန်နစ်မီတာစုရဲ့လူကြားထဲမှာပြုမှုပုံတွေကကျင့်ဝတ်တိတ်ခါမေးနေတာကြောင့်ဒီလိုမီတာစုနဲ့လက်ထပ်ဖို့လူမှုရေးအရာမတင်တော်ကြောင်းသူဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ပွန့်ပွန့်လင်းလင်းရှင်းပြခဲ့ပါတယ်ဒီလိုနဲ့ရက်အနည်းငယ်အကြာမှာတော့ Elizabeth ဟာတူဦးလေးနဲ့အဒေါ်တို့နဲ့အတူဒါစီရဲ့အမခန်းလာတဲ့ Pimberley ဆိုင်ကြီးစီကိုအလဲအပတ်လာခဲ့ပါတယ်ဒါစီမရှိဘူးအထင်နဲ့တွားကြည့်တာဖြစ်ပေမဲ့ဒါစီကစောပြန်လာပြီးသူတို့နဲ့စုံပါတယ်အရင်ကလိုမောက်မာတဲ့သူမဟုတ်ပဲနှွေးထွေးဖြူညာတဲ့ဒါစီကိုမြင်ရတဲ့အခါ Elizabeth ရဲ့အမြင်တွေလည်းစတင်ပြောင်းလဲလာပါတယ်ဒါပေမဲ့မမျှော်လင့်ထားပဲတည်င်းဆိုးတစ်ခုရောက်လာခဲ့ပါတယ် Elizabeth ရဲ့ညီမငယ် Lydia ဟာ Wickham နဲ့ခိုးရလိုက်ပြေးသွားခဲ့တယ်ဆိုတာပါအဲ့ဒီခေတ်ကဒါဟာမိသားစုတစ်ခုလုံးရဲ့တိတ်ခါကိုမြေလံလိုက်တာဖြစ်ပြီးကျန်တဲ့တမီးတွေပါဘယ်သူမှလက်ထပ်မှာမဟုတ်တော့တဲ့အထိဆိုးရွားတဲ့ကိစ္စပါ Elizabeth လည်းတည်င်းကြားချင်းအိမ်ကိုငိုယိုကပြန်သွားခဲ့ပါတယ်ဒါပေမဲ့မကြာခင်မှာပဲ Wickham က Lydia ကိုလက်ထပ်ဖို့တဘောတူလိုက်ပြီးဆိုတဲ့တည်င်းကြောင့်မိသားစုတိတ်ခါဆင်နိုင်ခဲ့ပါတယ်အားလုံးဟာဦးလေးဖြစ်သူပတ်စံပေးပြီးဖြည့်ရှင်းလိုက်တယ်လို့ထင်ခဲ့ပေမဲ့ Lydia ကမတော်တဆစကားမှထွက်သွားတာကြောင့်သူတို့နှစ်ယောက်ကိုတွေ့အောင်လာရှာတာဒါစီဖြစ်နေပြီးတကယ်တော့ဒါစီကနောက်ွယ်ကနေ Wickham ရဲ့အကျွေးတွေကိုဆက်ပေးကလက်ထပ်ဖို့စီစဉ်ပေးခဲ့တာတွေရော Elizabeth တီးတွားခဲ့ပြီးသူမရဲ့နှလုံးသားဟာဒါစီအပေါ်အချစ်တွင်နဲ့ပြည့်ရှံသွားပါတော့တယ်နောက်တစ်နေ့မနေ့မှာတော့ Bannick မိသားစုစီကိုတည်င်းတစ်ခုထပ်ရောက်လာပါတယ်အဲ့ဒါကတော့မနေ့ပြန်ကြရင် Charles ကိုရောက်လာမယ်ဆိုတာပါဒီတစ်ခေါက်မှာတော့တင်ငယ်ချင်းနှစ်ယောက်ပဲဖြစ်ပြီး Caroline ကတော့လိုက်လာမှာမဟုတ်ပါဘူး Charles တယောက်ဒီလိုပြန်လာတာဟာသူနဲ့ Jane ရဲ့ရှေလျားလာတဲ့ဘွဲကွာချင်းကိုအဆုံးသတ်စေမဲ့ဇလန်းစာပါပဲ Jane နဲ့ Charles တို့ဟာတယောက်နဲ့တယောက်ချစ်နေကြတော့ဆိုတာတိတာနေပေမဲ့နှစ်ယောက်လုံးကစိုးရိမ်စိတ်အာနာစိတ်တွေနဲ့ပြည့်ပြီးစကားဝိုင်းကဘယ်ဟိုမှမမြင်ရမရောက်တာကြောင့်ဘေးကကြည့်နေရတဲ့ Elizabeth တောင်စိတ်မတက်မတာဖြစ်နေခဲ့ပုံပေါ်ပါတယ် Mrs. Bennet ကတော့ Charles ကိုပေါ်ပေါ်ရွေနဲ့စကားတွေပြောနေခဲ့ပြီး Charles လည်းတခုနှစ်ခုစပြန်ပြောကအိမ်ထဲကိုလက်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့ခဏအကြာမှာပြန်ရောက်လာပြီးကျောင်းဆောင်ပြောပြက Jane ကိုလက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်ဒါကိုစောင့်ဆိုင်နေခဲ့တဲ့ Jane ကတော့တခါတည်းပဲခေါင်းကိုဆက်တိုက်ငိမ့်ကဝမ်းတာအားရပဲလက်ခံခဲ့ပါတယ်တညမှာတော့ Darcy ရဲ့အတော် Lady Catherine ရောက်လာပြီး Darcy နဲ့မပတ်သက်ဖို့ကိုဒေါသတကြီးနဲ့လာရောက်တားဆီးပါတယ် Darcy ကတူမရဲ့တမီးနဲ့လက်ထပ်ဖို့ကိုကလေးဘွားကလေးကဂတိပြုထားတာဖြစ်ပြီး Darcy နဲ့ဘယ်တော့မှဆစ်ဆက်မှာမဟုတ်ဘူးဆိုတဲ့ဂတိကို Elizabeth စီကချင်းချောက်တောင်းခဲ့ပါတယ်ဒါပေမဲ့အဆင့်တန်းခွဲခြားပြီးသူတို့မိသားစုကိုစော်ကားနေတဲ့ Lady Catherine ကို Elizabeth ကမကြောက်မရွံ့ပဲရေးဝင့်စွာနဲ့တူမဟာလူကြီးလူကောင်းတယောက်ရဲ့တမီးဖြစ်ကြောင်းနဲ့တူမရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ဘလိုဂတိမျိုးကိုမှမပေးနိုင်ကြောင်းပြပြတက်တာပြန်လည်တုံ့ပြန်ပြီး Lady Catherine ကိုမောင်းထုတ်လိုက်ပါတယ်နောက်တနေ့အာယုံတက်ချိန်မှာ Elizabeth ဟာအိတ်မပြောတာကြောင့်လမ်းလျှောက်ထွက်လာရင်ညူနင်းတွေကြားကနေတူစီဥတီလာနေတဲ့ Darcy ကိုတွေးလိုက်ရပါတယ်တကယ်တော့ Lady Catherine ဟာ Darcy စီတွားပြီး Elizabeth ရဲ့ခေါင်းမာရိုင်းဆိုင်ပုံနဲ့မပတ်သက်ပါဘူးဆိုတဲ့ဂတိကိုမပေးကြောင်းတွားပြန်တိုင်လိုက်တာဖြစ်ပြီး Darcy ကတော့ဒီလိုဂတိမပေးတာဟာ Elizabeth ရဲ့နှလုံးသားထဲမှာသူရှိနေနိုင်တဲ့အကြောင်းလို့ယူဆလိုက်ပြီးထပ်မံချစ်ခွင့်လာပန်တာဖြစ်ပါတယ်ဒီတစ်ခါမှာတော့မိုးထေးရေထဲမှာမဟုတ်တော့ပဲအေးအေးချမ်းချမ်းလမ်းလျှောက်ထွက်ရင်းပါပဲ Elizabeth ကလည်းသူမရဲ့အစွဲလန်းတွေကိုဆွန့်လွတ်ပြီး Darcy ရဲ့အချစ်ကိုမတုံ့မဆိုင်ပဲလက်ခံလိုက်ပါတော့တယ် Mr. Bennet ကတော့သူ့ရဲ့အချစ်ဆုံးတမီးလေးအမေရိကန်ချစ်ရသူနဲ့စုံတွေ့သွားတာကိုကြည့်ပြီးကျေနပ်ပီတိနေခဲ့ပါတယ်ဇလန်းဆုံးမှာတော့ဖခင်ဖြစ်သူ Mr. Bennet ရဲ့ခွင့်ပြုချက်နဲ့အတူ Elizabeth တို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်သွားကြရင်ဇလန်းလေးဟာလှလှပပပဲပြီးဆုံးသွားခဲ့ပါတယ်